နှစ်လဲကုန်ပြီဆိုတော့ဒီနှစ်အတွင်းဆိုင်မှာအယောင်ရဆုံးဖြစ်ခဲ့တဲ့ယောက်ျားလေး3ရှင်မွေး3မျိုးရဲ့မိန်းကလေး3ရှင်မွေး3မျိုးရဲ့ပြပေးမယ်ပထမဆုံးကတော့ယောက်ျားလေးတစ်မျိုးကိုအရင်ဆုံးပြလိုက်မယ်ဒါကတော့သူမပိုင်မပြီးတော့ဒီနှစ်အတွင်းမှာအယောင်ရဆုံးဖြစ်ခဲ့တာ 1SM mindset ADP ယောက်ျားလေးဆွတ်ထိုင်မိန်းကလေးတွေရောကြိုက်တယ်မိန်းကလေးကိုယ်တိုင်လည်းသူတို့ကောင်လေးအတွက်လာဝယ်ကြမယ်ဆိုရင်ဒီလိုအနံလေးကိုရွေးချယ်သွားတာများတယ်ယောက်ျားလေးလည်းအရန်ကြိုက်တယ်အရန်ရောင်းရတယ်မိန်းကလေး3နှစ်မှဆိုရင်တော့အနံပြန့်လွန်အားလည်းကောင်းရမယ်အနံလည်းဆွဲရမယ်နောက်ပြီးတော့ရေမွေးခုမှစသုံးမဲ့ beginner တွေရဲ့အစနောက်ပြီးတော့ရေမွေး3လကြာပြီဆိုတဲ့သူတွေတောင်မှအရန်အသေးဆွဲကြိုက်တဲ့ကောင်လေးဒီကောင်လေးဆိုင်မှာလာဆန်းပြီးတော့ဝယ်ရင်မဖြစ်မနေဒီဟာကိုအမြဲတမ်းယူသွားကြရများတယ်ဒါဆိုတော့မိန်းကလေး3နှစ်ရဲ့အယောင်ရဆုံးတွေပေါ့3မျိုးစီပြောမှာနောက်ပြီးတော့ဒီကောင်ကတော့ လိုင်းပေါ်မှာအရင်နာမည်ကြီးလို့ဆိုပြီးတော့ဒီပို့ပြီးတော့ရောင်းရတာပေါ့ဗျာတကယ်တမ်းဆိုင်မှာအနက်နေစမ်းပြီးမှပြလိုက်တဲ့ချိန်ကျန်တော့အရင်ကြီးတော့ဒီကောင်တွေလောက်ကြိုက်တဲ့ထဲမှာတော့မပါကြဘူးသူကကျခက်ချိုပုံစံမျိုးနဲ့ဒီကောင်လေးရောင်းရပါတယ်နောက်ပြီးတော့မိန်းကလေး3ထဲမှာဆိုရင်ပတ်စံတော်တော်များများတက်နိုင်တဲ့သူတွေဆိုရင်ဝယ်သုံးကြရဲ luxury ဆန်နဲ့ fresh တိုက်ရင်မွေးလေးပေါ့ဗျာ Chanel ဆိုတာဒီ designer brand တွေမှာဆိုရင်အရန်ဈေးကြီးဆုံးတွေထဲမှာပါတယ်ဈေးတော်တော်မြင့်နေဗျ fresh ကိုမှနောက်ပြီးတော့ juicy ဖြစ်လေးနေဗျတော်တော်လေးမြန်မာနိုင်ငံရာသူတို့နဲ့ကွက်တိဖြစ်တယ်ရမိုက်တယ်ဒီကောင်လေးလဲနောက်တစ်မျိုးကတော့ Versace Eros EDT ဒါတွေကတော့ရေမွေးခုမှစသုံးမဲ့ beginner တွေရွေးချယ်သွားကြတာများတယ်အနံလဲဆွဲတယ်နောက်ပြီးတော့ EDT လို့ပြောပါဗျာသူအနံဆွဲတယ်ဒီတစ်စီးရီးလုံးအဝယ်များရယ်ဒီ series တူတယ်ဆိုတော့အနံပုံစံလေးတွေတော့တူရတာပေါ့ဗျာဒီကောင်ကတော့ EDT ကိုပြပေးလိုက်တာဒါလည်းလူငယ်ဆန်တဲ့ပိုက်လေးကိုရတယ်နောက်ပြီးတော့အသက်လက်ပိုင်းတွေလည်းဒါကိုကြိုက်ပြီးသွားရဲဆိုရင်နောက်တစ်ခါပြန်ဝယ်တဲ့ရင်မွေးပေါ့ဗျာဒီကောင်လေးကတော့နောက်ထပ်မိန်းကလေး3ရင်မွေးတဲ့နောက်ဆုံးပေါ့ဗျာဒါလေးကတော့အရင် fresh ဖြစ်တဲ့အသီးရဲ့အချိုပုံစံမျိုးလေးရတယ်နောက်ပြီးတော့လာဝယ်ကြတဲ့သူတွေအနက်ဆန်းပြလိုက်တဲ့ခါချုပ်ချင်းနံလေးနဲ့တူရလို့ပြောကြရဲတူမတူတော့သူတို့ကအမြဲတမ်းပြောနေတော့ကျွန်တော်လည်းအဲ့ဒါမှတ်မိရပါဗျာဒီကောင်လေးကချိုချစ်ချင်းအနံလေးဒါတွေကတော့ဒီနှစ်အတွက်မှာရောင်းရတဲ့အရန်ရောင်းကောင်းခဲ့တဲ့ရေမွေးပဲဖြစ်ပါတယ်ဒီနံလေးတွေကိုစိတ်ဝင်စားလို့လာဝယ်ရှင်နေဆိုတော့131 60 61မန်လေးကျွန်တော်ရဲ့ဆိုင်မှာအနက်နေစမ်းပြီးမှဝယ်လို့ရပါတယ်မန်လေးမျိုးဆိုရင်ရောင်းဝယ်ရှိရပြီးတော့မန်လေးတစ်မျိုးတည်းပဲလို့ချက်မျိုးအားလုံးကိုကြိုလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်